မင်္ဂလာပါဒီနေ့တက္ကသိုလ်အကျိုးဝန်ထမ်း Grade 12 စာမေးပွဲဖြေဆိုကြမယ်ကျောင်းသားကျောင်းသူများအတွက်မိမိတို့တင်ကြားထားသောဘာသာရဲ့အသီးသီးရဲ့ဖတ်ရှုလေ့လာထားသောတင်ကြားထားသောဘာသာစုံကိုကောင်းမွန်စွာဖြေဆိုနိုင်ရန်အတွက်စာမေးပွဲခန်းတို့မှာမော်ဝင်တယ်လို့ကောင်းမွန်စွာဖြေဆိုနိုင်ရန်အတွက်ကျွန်ုပ်သူရသတိမဲတော်စီတော်ဖြင့်အထူးစီရင်ထားသောမော်ဝင်ဖျောင်းနိုင်လို့နာမည်ပေးထားတဲ့မော်ဝင်ဖျောင်းနိုင်လေးများကိုစီရင်ပူဇော်ပေးနေပါပြီဒီဖျောင်းနိုင်လေးတွေကို Grade 12 စာမေးပွဲဖြေဆိုစဉ်ရက်အတွင်းတတိုင်းသာထွန်းညှိပူဇော်ထားဖို့လိုအပ်ပြီးဖြေဆိုနေစဉ်မှာကောင်းစွာဖြေဆိုအောင်ဒီဖျောင်းနိုင်လေးတွေကအထောက်အကူပြုပေးပါလိမ့်မယ်အဲကြောင့်မာယူလူတို့ကျွန်တော်ရဲ့မိတ်ဆွေများကျောင်းသားမိဘများကိုပိုင်ကျောင်းမှာဘော်ရာများဘော်ရာဆောင်တီတီများကျွန်တော်ရဲ့ဖုန်းနံပါတ် Viber အကောင့်ရှိရဲ့ဖုန်းနံပါတ်3999893839မှာယူနိုင်တယ်လို့ယခု TikTok Messenger ချက်ပေါင်းမှာလည်းဆက်သွယ်မှာယူနိုင်ပါပြီ